စမှုဆွန်ကမ်ပြည်နယ်ကနေမဲဂလောင်ကိုတွားတဲ့လမ်းပေါ်မှာဖြစ်ခဲ့တာပါ Honda PCX ဆိုင်ကယ်တစ်စီးကတရားပေါ်ကနေအဆင့်အမြန်နှုန်းနဲ့မောင်းလာတယ် တရားအဆင့်ဆိုတော့အရှိန်ကပါလာပြီလေ ဟုတ်တယ်အောက်ရောက်တော့လမ်းကကွက်ရမယ်အနေထားဗျဒါပေမဲ့အဲ့ဒီဆိုင်ကယ်ကမကွက်ပဲတဲ့ကြီးဆက်မောင်းတော့နီလမ်းလက်ကျုံးမှာရှိတဲ့လက်စစ်မီတိုင်အချီကြီးကိုအရှိန်နဲ့ဝင်တိုက်မိတယ် အိုးတက်ယူဝင်တိုက်တာပေါ့ ဟုတ်တယ်ဗျအခင်းဖြစ်တဲ့နေရာကိုကြည့်လိုက်တော့ဆိုင်ကယ်မောင်းတဲ့သူနားမှာငါးဖန်ပစ္စည်းတွေတွေ့ရတယ်ဒါပေမဲ့ငါးတကောင်မှမပါဘူးဗျ ဆိုတော့သူကငါးဖမ်းပြီးပြန်လာတာမဟုတ်ဘူးပေါ့ မှန်ပါတယ်မနက်စောစောငါသွားဖမ်းဖို့အထွက်မှတင်ဖြစ်သွားတာပါရဲတွေရဲ့ကနဦးကောက်ချက်အရသူဟာလက်မကျွမ်းကျင်တာဒါမှမဟုတ်ရုပ်တရက်အာရုံလွတ်သွားတဲ့ micro sleep ချောင်းလို့ဆိုပါတယ် ဖြစ်နိုင်ချင်များလဲရှင် ဒါမဲ့လေကျွန်တော်ကအဓိကဇဝေဇဝါဖြစ်စေတာကအဲ့ဒီလူကဆိုင်ကယ်ဥထုတ်ကိုတေချာဆောင်းထားရတာနဲ့တေဆုံးထားရတာပါဗျာတိုက်မိတဲ့အရှင်းကြောင့်ဥထုတ်ကလွင်းစင်ထွက်သွားတယ်လို့ဆိုတယ် ဟုတ်ကဲ့ လွန်ချုံရဲ့အထွတ်ထုတ်ထားတဲ့ PC ကဘာလို့အလုံးမလုပ်တာလဲဗျာ အဲ့ဒီမေခွန်းကအရန်အရေးကြီးပါတယ်ရှင်ဒီမှာစိတ်ဝင်စားစရာကောင်းတာကဆိုင်ကယ်ဥထုပ်ဆိုတာမော်ပညာနဲ့လုတ်ထားတဲ့အကောက်ကွယ်မဟုတ်ပါဘူးသူကယူဘဗေဒရဲ့ကန့်သက်ချက်တီအောက်မှာပဲအလုပ်လုပ်တာလी ယူဘဘေတာကန့်သက်ချက်ဆိုတာက ဒီညမှာရွေလျားစွမ်းရင်ဆိုတဲ့သဘောတရားကိုနားလည်ဖို့လိုပါတယ်ရှင်အရာဝတ္ထုတစ်ခုရဲ့ရွေလျားစွမ်းရင်ဟာအမြန်နှုန်းရဲ့နှစ်ထပ်ကိန်းနဲ့အချိုးကျတိုးပွားပါတယ် ဟာဆိုလိုတာကအရှင်ကိုနည်းနည်းလေးပိုတင်လိုက်တာနဲ့အဲ့ဒီအရှင်ကြောင့်ဖြစ်လာမဲ့ဖြစ်စီနိုင်စွမ်းရင်ကအစမတန်ကိုကြီးမောသွားတာပေါ့ အတီးကြပါပဲရှင်ဆိုင်ကယ်ဥထုပ်တီကိုဒီဇိုင်းထုတ်တဲ့အခါမှာသတ်မှတ်ထားတဲ့စွမ်းရည်ပရိမာဏတစ်ခုကိုပဲစုပ်ယူနိုင်အောင်ဖော့ဒီပလတ်စတစ်တွေနဲ့ဖွဲ့စည်းထားတာပါ အော်တဘောပေါက်ပြီကန့်သက်ချက်ရှိတယ်ပေါ့ ဟုတ်တယ်ရှင်အခုဖြစ်ရမှာတရားအစင်းကနေအရှိန်နဲ့လာတဲ့ဆိုင်ကယ်ကရက်တက်နေတဲ့ကွန်ကရစ်လက်စမီတိုင်ကြီးကိုဝင်တိုက်တာလေမီးတိုင်ကနောက်ဆုံးမသွားဘူးဆိုတော့အဲ့ဒီကြီးမားလာတဲ့စွမ်းရည်တွေအားလုံးကဆိုင်ကယ်မုံတူစီကိုပဲပြန်ပြီးရိုက်ခတ်သွားတာပါ အော်အဲ့ဒီလောက်ကြီးမားတဲ့အင်အားကိုပဲအိုးတို့ကမှမခံနိုင်ဘူးပေါ့ဗျာ မှန်ပါတယ်ရှင်ဒါကြောင့်ဦးထုတ်ရချိဆက်ထားတဲ့ကျိုးတွေပြတ်ထွက်ပြီးလွင်စင်သွားရတာပါ နေပါဦးဗျာကျွန်တော်နားလေအောင်ထပ်မေးကြည့်မယ်တာမန်အားဖြင့်ဆိုရင် language တစ်ခုကိုတွေ့ရင်လူတိုင်းက break အုပ်ပြီးအရှိန် short ကြတာပဲမဟုတ်လား ဟုတ်တာပေါ့ပုံမှန်ဆိုရင်တော့အဲ့လိုလုပ်ရမှာပေါ့ အခုဟာကတရားအစင်းမှာအရှိန်မ short ပဲတဲ့တဲ့ယူဝင်တိုက်တယ်ဆိုတော့ရေးတွေခတ်မိုင်းနဲ့ micro sleep ဆိုတာကတကယ်ကိုဖြစ်နိုင်သေးရှိလေတယ် တော်တော်လေးဖြစ်နိုင်ပါတယ် ဒါပေမဲ့စဉ်းစားကြည့်လေဗျာလူတစ်ယောက်ကစိုက်ကယ်မောင်းနေရင်အိပ်ပျော်သွားတယ်ဆိုရင်လက်ကဖြုတ်ထွက်ပြီးလဲကျသွားတာမဟုတ်ဘူးလားဘယ်လိုလို့အဲ့ဒီလိုဆက်ပြီးမောင်းသွားနိုင်တာလဲဗျာ အဲ့ဒါက micro sleep ရဲ့အကြောက်စရာအကောင်းဆုံးအချက်ပါပဲရှင်ထိုက်လို့ဆိုရင်တော့ဝူးလွန်တူးနှုံးကြတယ်ပေါ့နော်မျိုးလုံးပြကြသွားတာမျိုးပေါ့ ဝူးဆိုတာအသိစိတ်လွတ်သွားတာမျိုးလား ဟုတ်တယ်ရှင်အိပ်ပျော်တယ်ဆိုတာနဲ့ကျမတို့ကမျိုးလုံးတွေမိတ်ကြပြီးဟောင်းနေတာမျိုးကိုပဲပြင်းမြင်တတ်ကြတယ်လေဒါပေမဲ့အလွန်အမင်းပြမနွမ်းနေနေတဲ့အချိန်မျိုးမှာဥနောက်ကစက္ကန့်ပိုင်းလောက်ရွတ်တရက် shut down ဖြစ်သွားတတ်တယ် ဟာမေလုံးကြီးပွင့်လျက်သားနဲ့လား ဟုတ်တယ်ရှင်မျက်လုံးကပွင့်နေတယ်လက်ကလည်းစိုက်ကလက်ကင်ကိုကင်ထားတော့မှဒါပေမဲ့မျက်လုံးကမြင်နေရတဲ့ပုံရိပ်ဒီကိုဥနောက်ကဆက်ပြေလုံးမလုံးတော့ဘူးအတိတ်ပဲမဖော်တော့ဘူးလေ တကယ်ကြက်တိချာစရာပဲဗျာ အဲဒီစက္ကန့်ပိုင်းလေးရဲ့ထွေးမှာခန္ဓာကိုယ်ကအလို့အလျောက်စနစ်လိုမျိုးအလုံးလုံးနေပေမဲ့အသေးစိတ်ကလမ်းပေါ်မှာမရှိတော့ဘူးရှင်ခုနကအစမှပြောခဲ့တယ်လို့ပဲအချိန်နဲ့သွားနေတဲ့အချိန်မှာ2စက္ကန့်လောက်အဲ့လိုဖြစ်သွားတာဟာလမ်းပေါ်မှာဘာမှမမြင်ရပဲမီတာ50လောက်ကိုဖြတ်တန်းသွားသလိုပါပဲ ဆိုတော့လမ်းကွေလာတာကိုဦးနောက်ကမတိလိုက်တဲ့အတွက်တဲတဲကြီးဆက်သွားပြီးအခုလိုဝမ်းနေစရာအဆုံးသတ်သွားတာပေါ့နော် ဟုတ်ပါတယ်ရှင် တကယ်ကိုကြောချမ်းစရာပဲဗျာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဦးနောက်ကပဲကျွန်တော်တို့ကိုတစ္ဆာဖောက်သွားသလိုဖြစ်နေရပေါ့ အဲ့လိုပဲပြောရမှာပေါ့ရှင် ဒါဆိုရင်ရင်မောင်းသူတွေဘက်ကအာယုံလွန့်ပါသွားရင်ဘယ်လောက်အသက်အန္တရာယ်ရှိတဲ့ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပြီဗျာဒါပေမဲ့ကားမောင်းနေမှာစိုက်ကယ်မောင်းနေမှာဦးနောက်ကအဲ့လိုထင်ငေါ့တတ်တာမဟုတ်ပါဘူးလမ်းလျှောက်နေတဲ့သူတွေမှာလည်းဖြစ်တတ်ပါတယ် ဟုတ်ကဲ့ဘယ်လိုဖြစ်ပြမျိုးလဲရှင် ဒီတော့လက်မောင်းတို့ရဲ့အတွင်ပိုင်းစိတ်အခြေအနေကနေလမ်းလျှောက်သူရဲ့ပြင်ပပတ်ဝန်းကျင်အပေါ်အာယုံစူးစိုက်မှုလွတ်သွားတဲ့ဒုတိယဖြစ်စီကိုဆက်တော့ကြည့်အောင်ဗျာ ကောင်းပါပြီရှင်ပြောပြပါဦး ဒီထက်ကလည်းမေလ14ရက်နေ့ည9:30မိနစ်လောက်မှာဖြစ်ခဲ့တာပါမြန်မာမျိုးသမီးတူကတူတူလေးနဲ့အတူလမ်းကူးတယ်အဲ့ဒီအချိန်မှာသူကဘဲညာကိုလုံးဝမကြည့်ဘူးကစိတ်လွတ်နေတဲ့ပုံစံမျိုးနဲ့ဖြတ်ကူးလိုက်တာ ဟာဘယ်ညာမကြည့်ပဲလမ်းကူးတယ်ဆိုတော့အန်ဒရယ်များလက်ချီလား ကန်ဆိုကျင်တော့ဖြောင်းဖြောင်းကြီးမောင်းလာတဲ့ဆိုင်ကယ်တစ်စီးကသူ့ကိုအရှိန်နဲ့ဝင်တိုက်မိပါလေတရင်မတန်နေရဆိုရင်အဲ့ဒီမျိုးသမီးကတိုက်မိတဲ့အရှိန်ကြောင့်လီတဲ့ကိုအတော်လေးလွန့်တက်သွားပြီးမြေပြင်ပေါ်မှာပုတ်တိုက်လဲကျသွားတယ် ။အော်
ပုံမှန်ဆိုရင်တော့အဲ့ဒီလောက်ရှင်နဲ့တိုက်မိပြီးလေထဲလွင့်သွားတဲ့ဆိုကလေးကအယိုးချိုတာဒါမှမဟုတ်အတွင်းတိုင်ရအပြင်းထန်ရရတဲ့အနေထားပဲရှင် ဟုတ်ပါတယ်ဗျာဒါပေမဲ့အဲ့ဒီမှာတကယ်ကိုထူးဆန်းတာကစတော့တာပဲ ။ပါများထူဆန်းတာရှိလို့တဲ့ရှင် အဲ့ဒီမျိုးသမီးကမေကြီးပေါ်ပြုတ်ချပြီးပြီးချင်းမှာချက်ချင်းမတ်တက်ထတ်နိုင်ခဲ့တယ်ဗျ ။ဟင်ချက်ချင်းထားတယ်ဟုတ်လား ဟုတ်တယ်ဗျ